ကျွန်တော်ဒီထွန်းပစ်ပိုက်ဒီကိုမပင်ကိုင်းတဲ့ခါကျရင်အခြေခံသဘောတရားလေးတွေကိုမဖြစ်မနေပြီးဖို့တော့လိုတယ်ပေါ့နော်ဒါကျွန်တော်ဒါဝါရှော့ဆိုင်ညို့အတွက်ကျွန်တော်ချက်အနေနဲ့ရှင်းပြလိမ့်မယ်ပေါ့နော်ကျွန်တော်ဒီကျွန်းကျင်လာတဲ့ဖြစ်ကျွန်တော် software ပိုင်းအဲ့ဒါကြီးဖြစ်နေတဲ့ခါကျရင်မပင်နေတဲ့သဘောတရားတွေကိုကိုကအခြေခံသိလေပြန်ပြုရတာအင်အားပြုပြန်လာရမ်းလွယ်ကိုလေးပေါ့နော်အခုမပင်ပိုင်းမှာဆိုလဲကျွန်တော်ခုနဆွဲကြက်2မျိုးရှိတယ်ဖြူမမှာပေါ့ကျွန်တော်အင်္ဂလိပ်ချင်းမှာမတ်တွေကတော့သူတစ်ခုနဲ့အသေးစိတ်ခွဲတာပေါ့နော်ဘယ်မတ်မှာဘယ်ဖန်ရှင်တွေကိုအဓိကအသုံးပြုထားတယ်ထည့်ထားတယ်ပေါ့နော်ခုနဖြူဘက်မှာဆိုလဲကျွန်တော် asmat ရှိတယ်ms ဆိုတာလည်းရှိတယ်ပေါ့နော်ဘယ်မတ်မှာဘယ်ချိန်မှာဘယ်မတ်ကိုသုံးရလဲဘယ်ချိန်မှာဘယ်မတ်ကိုအသုံးသွားတယ်ပေါ့နော်တော့ EVD မတ်ဆိုတာလည်းကျွန်တော်တော်တယ်မတ်တွေEVD ဆိုတာလည်းခုနပြောလို့ပေါ့လေဘာကျိုးပျောက်ပါတဲ့ဘိန်းဒီမှာပါတယ်မတ်တွေပေါ့နော်အဲ့မတ်တွေမှာလည်းခုနပြောလို့ပေါ့အဲ့မတ်တွေမှာဘာတွေထည့်ပေးထားလဲအခုခုန AFR မတ်တွေဒီကောင်းဆိုရင်တော်တော်လေးသုံးရတာတော့အဆင်ပြေတယ်ပေါ့နော်ဒါကောင်းဆိုရင်ကျွန်တော်ဒီ ESOBA မတ်ပေါ့နော်ဘယ်ချိန်မှာ ESOBA ဘလောက်တော်တယ်ဘလောက် RPM မှာ ESOBA ဘလောက်% ပွင့်သွားလဲဆိုတော့ဒီကောင်အသေးစိတ်ရေးပြတာပေါ့နော်ဒီကောင်လေးတွေကိုပြောချင်တာကညိုတွေကိုအခြေခံသိအောင်လုပ်ပြီးတော့မှတရားလေးပြင်တော်တော်လေးလည်းအချိန်ကုန်ကိုယ့်ရဲ့အချိန် wave speed ကလည်းတလို့တော်တော်လေးလည်းကို upgrade မြင့်နေပါတော့နောက်ပိုင်းကကျွန်တော်ကျွန်းတဲ့ဘိုင်းတွေကိုတော့ကျွန်တော်တို့ကဒီ workshop ဆရာကြီးလည်းမလေးတာလို့မရတော့ဘူးမလိုက်စားလို့မရတော့ဘူးပေါ့နော်ကျွန်တော်နောက်ပိုင်းဘိန်းတွေဟာဆော်ပိုင်းပြဿနာတွေကိုအများကြီးဖြေချင်မှုအလားအလာတွေရှိရပေါ့နော်အင်ဂျင်ဘိုင်းတွေပေါ့နော်ခဲရတွေကို view site လေးလာကြစေခြင်းတယ်ပေါ့နော်တော်တော်လေးမိုက်ပါတယ်ထွန်းထုတ်တဲ့ပစ်ပိုက်တွေကိုဒီကျွန်းနဲ့နေဆင်ပြေတယ်ဗျာနော်အခြေခံသဘောတရားလေးကိုဒီကျွန်းနဲ့စတင်တင်ပေါ့နော်ပြီးတော့မှကျွန်တော်ဒီနေ့ကျွန်းဆော်ဝေးအများကြီးရှိတယ်အဲ့ဒါကို update ထပ်လုပ်ပေါ့နော်โอเคအားလုံးကျေးဇူးတင်ပါတယ်